ဒီဘက်နှစ်မှာကတော့များသောအားဖြင့်ဘယ်လိုပုံစံလဲဆိုတော့ဟာတာနည်းနည်းလျှော့ပြီးတော့ဒီ drama ဘက်ကိုများရိုက်ဖြစ်တဲ့ပုံဟာတာတော့များတဲ့ခါကျတော့ဥသောလည်းစဉ်းစားရတဲ့စိတ်ပိုင်းဒီမှာကျတော့ဘာပြောပေါ့ထက်လာတာတို့စဉ်းစားရတာတို့ခွက်ကြလာတဲ့အခါကျတော့ဥသောအကုန်လုံးပြန်ပြီးတော့ချင့်ချိန်တဲ့ခါကျတော့ဘာပြောဒီဟာတာဒီ drama ဘက်ကကြတော့ပို့ပြီးတော့စဉ်းစားတာနည်းနည်းလွယ်ကူတာတို့ပါရှိတယ်ဟာတာကြောင့်မလွယ်ဘူးဒီမဲ့ကျင်နာတတစီတာဝီဒီဖြက်လေးငယ်လေးပြောက်တာဝီကျုံကြည့်တဲ့စီစီကောင်းဆုံးမူယုံကြည်စွာနဲ့ဆောင်းထားကြပါရှင်ဝီတဲ့ဒီလေးစီကိုစိတ်ချသောသုံးဆွဲပါရှင် You're watching LSN Life Stage News Myanmar. များသောအားဖြင့်ဒီဘက်နှစ်မှာကတော့များသောအားဖြင့်ဘယ်လိုပုံစံလဲဆိုတော့ဟာတာနည်းနည်းလျှော့ပြီးတော့ဒီ drama ဘက်ကိုများရိုက်ဖြစ်တဲ့ပုံ base ကတော့ဟာတာကို base ခံပြီးတော့မှ drama ဘက်ကိုသွားတာလောဘောကကြတော့ပေါ့လေသူပုံစံလေးတစ်ခုကွဲပြားအောင်လို့ပဲသူ့ကိုစဉ်းစားပြီးလုပ်ပေးလိုက်တာပါအထူးကတော့သူဇက်လိုက်တဲ့ဆိုင်တော့သူနေမျိုးအောင်မမင်းသားတော့ကတော့ဇက်ပေါ်မှာမူတည်ပြီးတော့ဘသူမှတော့မဟုတ်ဘူးဇက်ကိုပဲအဓိကထားပြီးသွားတဲ့အတွက်ကြောင့်မလို့လောက်တာတော့အကုန်လုံးလောက်ရတာပါပဲဇက်လိုက်လည်းလောက်ရတယ်နေမျိုးလည်းလောက်ရတယ်ခန့်ကျော်လည်းလောက်ရတယ်နော်ဖောလည်းလောက်ရတယ်အဲ့လိုမျိုးပေါ့သူကသူပဲပေါ့ဇက်တစ်ဆက်လုံးကိုတာတို့ညီမပဲသွားထားပါဒီကဘာကြောင့်နတ်ပန်ဆိုပြီးဖြစ်လာလဲပြောပါအဲ့ဒါတော့မအေးဝင်ပဲစီစဉ်တာပါသူကနှစ်ပန်းပါလေမအေးဝင်မေးပါသေးပါဥသောဘောမှာစိတ်ပူရတာတိတ်မရှိတော့ဥသောဘာလို့ဆိုလူတွေအကုန်လုံးလဲဥသောသားသမီးလိုလည်းဖြစ်အကုန်လုံးလဲရင်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဥသောအနေနဲ့ကတော့ဘသူမှစိုးရင်ဘူးပါမရှိတော့ဘူးမကောင်းလို့ရှိရင်လည်းဥသောပဲမူတည်တာပဲလေဘာလို့ဆိုသူတို့ဥသောခြေတက်လို့အကုန်လုံးခေါ်ပြီးတော့လှုပ်ထားရိုက်ထားပဲလေဒီလို character မျိုးလေးပေါ့ဒါဒီလိုဇလန်လေးကိုပုံပေါ်ရတာဟုတ်ဆိုတာနည်းနည်းရောကိုယ့်ခေါင်းကြည့်စေတာပေါ့မရှိပါဘူးဘာလို့ဆိုဥသောတက်တန်းနဲ့ဆိုရင်ဘာခေါင်းကြီးစရာတခုမှမရှိတော့ပါအဲ့ကျဝေဖန်ချင်တာမျိုးလေးရှိတယ်နော်ဒီလို character ဆိုရင်နည်းနည်းလေး sensitive ဖြစ်တဲ့အခါကျတော့ဒါကသူတို့ကိစ္စပါဥသောတို့ကတော့ဘာမှဝေဖန်တာတွေအကုန်လုံးလည်းလက်ခံပါတယ်တဲ့ပေါ့ကောက်သိခြင်းလို့ရွယ်ပြောကြဆိုကြတာကြီးပဲလေဒါကတော့လူတယောက်ကအမြင်တွေကမတူဘူးလေအမှန်မှာတော့တဲ့ပေါ့နှစ်ဖက်တောင်မဟုတ်ပါဘူးသုံးဘက်လောက်ရှိပါတယ်အမြင်တွေကသုံးဘက်လောက်ရှိတယ်သုံးဘက်လောက်ရှိတဲ့ပုံမှာသူတို့မြင်တဲ့အမြင်ပေါ်မှာလဲသူတို့ဘက်ကဆိုရင်ဒီလိုမြင်ပါလားဆိုတော့ဥပိ္ပခတရားနဲ့ဥသောတို့ကြည်လိုက်လို့ရှိရင်ပြီးသွားတာပါပဲဘယ်သူမှကောင်းစေခြင်းလို့ပဲပြောကြတာပဲဘယ်သူမှမကောင်းစေခြင်းလို့ပြောတာတော့မရှိပါဘူးဆိုတာဟိုကလည်းဒါနေမျိုးအောင်ဆိုပြီး track ဖြစ်နေရဆိုဒီစကားနဲ့ပတ်သက်ပြီးတော့ဘယ်လိုလေးပြောချင်လဲဘာမှပြောချင်ပါနေမျိုးအောင်လို့ပဲပြောချင်ပါတယ်သမီးတို့လည်းသိတဲ့အတိုင်းပဲလေဥသောရိုက်တဲ့ကားတွေလည်းဟာတာတော့များတဲ့ခါကျတော့ဥသောလည်းစဉ်းစားရတဲ့စိတ်ပိုင်းဒီမှာကျတော့ဘာပြောပေါ့ထက်လာတာတို့စဉ်းစားရတာတို့ခွက်ကြလာတဲ့အခါကျတော့ဥသောအကုန်လုံးပြန်ပြီးတော့ချင့်ချိန်တဲ့ခါကျတော့ဘာပြောဒီဟာတာဒီ drama ဘက်ကကြတော့ပို့ပြီးတော့စဉ်းစားတာနည်းနည်းလွယ်ကူတာတို့ပါရှိတယ်ဟာတာကြောင့်မလွယ်ဘူးဒီမဲ့ဘာလို့ဆိုတနှစ်ဥသောကားတင်တာနဲ့ဥသောရိုက်ထားတဲ့ဟာနဲ့ဆိုရင်တော့ဥသောကပြန်ပြီးကိုယ့်ဆင်ခြင်ရတော့